ဒီနေ့ပြောနေတာဗာလဲဆိုတော့ခုကျွန်တော်ကိုရီးယားမှာခုမှကားဆမောင်းမဲ့သူတွေတော့အဆင်ပြေတဲ့ software တွေပေါ့ဗျာအဲ့ဒါဗာလဲဆိုတော့ Michael လို့ခေါ်တယ်ဗျာမိုက်ခူးလို့ခေါ်တယ်ကိုရီးယားလို့ကြတော့အဲ့ဒါဘာလို့အဆင်ပြေလဲဆိုတော့ကျွန်တော်ပထမဆုံးကားဆမောင်းခြင်းမှာဆိုလို့ရှိရင်ကျွန်တော်ကားဆဝယ်ခြင်းမှာဗျာကျွန်တော်ဒီဝယ်ပြီးချင်းကျတော့ကျွန်တော်တငယ်ချင်းတွေကကားပြင်လို့ဆိုတော့ဒီကျွန်တော်မှာဒီ engine wine တွေဘာလဲတာမရှိသေးဘူးပြီး brake တွေဘာမဆက်သေးဘာမှမလုပ်သေးခင်မှာကျွန်တော်ဘာကနေဘယ်လိုသွားရမလဲကျွန်တော်မသိဘူးအဲ့ချိန်မှာကျွန်တော်တကယ်ကြီးတော့ရှိတယ်ဒါပေမဲ့ तू ကလည်းအဲ့လိုမျိုးတေချာကျွန်တော်ပြောတာမရှိဘူးဗျာမရှိတဲ့ခါကျတော့ကျွန်တော်အဲ့ Facebook ကနေကျွန်တော်တွေ့တဲ့အဲ့ software တွေပေါ့ခုနကကျွန်တော်မိတ်ဆက်ပြချင်တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အဲ့မှာ engine wine ကိုကျွန်တော် OE လို့ခေါ်လိုက်ပါကျွန်တော်နားမသိကျွန်တော်မသိသေးဘူးဗျာပြီးရင်ကျွန်တော် brake sitter တွေပါကျွန်တော်မသိဘူးဒီကခါကျတော့အားနဲ့ကျွန်တော်အားနေအဲ့ software ဝင်ပြီးတော့ဝင်ကြည့်လိုက်တာတော့အဆင်ပြေတယ်ဗျာအဲ့ဟာလေးကကျွန်တော်ကတော့အခုစပြီးတော့ကိုရီးယားမှာကားဆမောင်းမဲ့သူတွေပေါ့ဗျာအဲ့လိုသူတွေတော့ဆိုတော့ကျွန်တော်တော်တော်အဆင်ပြေတယ်ဆရာကြီးတွေတော့မပါဘူးဗျာဘာလို့လဲဆိုတော့အဲ့တော့ရဲရလောက်တာနဲ့ကျွန်တော်တို့တွားပြီးတော့ကျွန်တော်တန်းပြီးတော့ဟိုရောက်လို့ရှိရင်ကျွန်တော်ဘာမှပြောကြမလို့အင်ဂျင်ဝိုင်လဲမှာဆိုအင်ဂျင်ဝိုင်ကားစစ်မှာဆိုစစ်မှာဘရိတ်လဲမှာလဲမှာဝိုက်ပါပါညာအကုန်ပါတယ်အကုန်အစ်မှာဒါမဲ့အဲ့ကအင်ဂျင်ဝိုင်လဲရတဲ့တူသူတို့ကကားစစ်ပြီးပုံမှန်ဆိုကားစစ်လို့ရှိရင်3000လောက်ကြာတယ်ဗျာဆိုင်မှာဆင်ဒါဟိုကကျတော့ကူနာဘောက်စ်ထိုးရင်တော့3000လောက်ပေါ့အပြင်မှာဆိုလို့ရှိရင်တော့ပို့ပြီးရတယ်အဲ့လိုမျိုးပေါ့အင်ဂျင်ဝိုင်ဆိုလည်းဒီမှာကျွန်တော်ပြောပြီးသားဈေးကြီးတဲ့ဟာနဲ့ဈေးနဲ့ဟာတစ်ခါတည်းပါကို choice လုပ်ရတယ်အဲ့လိုမျိုးပေါ့တခုကြီးအဲ့ software ဝင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကိုကားရဲ့အမျိုးအစားကိုရိုက်ထည့်ပေါ့ဗျာဒါလေးကလွယ်ပါဒါလေးအဲ့ဒါဖြည့်ပြောရရှင်ကျွန်တော်တို့တစ်ဆင့် step by step သွားပေါ့သွားလို့ရှိရင်ထိမခက်ခဲဘူးအဲ့ဒါလေးဝင်သွားပါသွားလို့ရှိရင်ကျွန်တော်အဲ့မှာကျွန်တော်ဘာလုပ်ချင်လဲကိုအနီးနားပတ်ဝန်းကျင်ကိုရှာလိုက်တာနဲ့ဒီဆိုင်တွေကိုကျွန်တော်ရှာလို့ရတယ်ဗျာဒီသူကအများသောအဖြစ်ခုဆိုလို့ရှိတယ်ဗျာဆိုင်တွေတော်များအဲ့တော့ကျွန်တော်ဘာမှခက်ခဲမရှိဘူးကျွန်တော်ဒီကရဲရလုပ်ပြီးတော့ချိန်လာပြီးတော့ကျွန်တော်ဘယ်နည်းဘယ်နိုင်မှာကျွန်တော်သွားနိုင်တယ်ဆိုရင်လည်းချိန်ပြီးသွားလိုက်အောင်ပဲအဲ့ကိုဟိုကဘာမှပြောကြမလို့ကိုကားပြန်နဲ့ number plate ဆိုတော့သူသိပြီးသားအဲ့လိုဗျကျွန်တော်လောက်တာတော့ကျွန်တော်အဲ့လိုမျိုးသွားတာများတယ်အင်ဂျင်ဝါဆိုလည်း discount ချလိုက်များတယ်သူ percent လေးလည်းပေးတယ်ဗျကျွန်တော်တို့သိရမလားအခုပြီးရင်လည်းကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်ပြပါမယ်အခုအဲ့ဟာလေးကျွန်တော်ရှင်းပြမယ်ဘာတွေရှိတယ်တော့ခဏပါဗျာဒီထဲမှာဘာတွေပါလဲဆိုတော့ပြမယ်နဲ့ပြီးတော့လေဒီဟာလေးအဆင်ပြေတဲ့အတွက်ကြောင့်မို့ကျွန်တော်ညွှန်းလာပါကျွန်တော်ကြံတဲ့ဟာတော့ဘာမှမပါပါဘူးကျွန်တော်ညွှန်းတဲ့ဟိုတကယ်ချင်းမိတ်ဆက်လို့ဆိုတဲ့ဟာမဟုတ်ရင်တော့မရတယ်ဒါကျွန်တော်ကအဆင်ပြေတာမဟုတ်လို့ကျွန်တော်ကပြောပြတာပါအားဒါကြောင့်မို့လို့တခြားဘာမှမရှိပါဘူးအခုဒီဗီဒီယိုလေးကိုကျွန်တော်ပြပါမယ်ကြည့်ပါဝင်လာလို့ရှိရင်ကျွန်တော်ဆိုရင်ဒီမှာကျွန်တော် home နှိပ်လိုက်ရင်ကျွန်တော်ကားကျွန်တော် Sonata ဘာညာအဲ့ဒါ hybrid အဲ့ဒါဖြည့်ထားတယ်ဗျအဲ့ဒါဒီမှာ nature ချောင်းဖို့ဆိုအဲ့မှာနှိပ်ရင်ဒီမှာဒါတွေဖြည့်ပေါ့ဖြည့်လို့ရှိရင်ကျွန်တော်ဘုံဟုံးတွေဘာတွေအစားသူကအကုန်ပါတယ်သိရမလားကျွန်တော်ဘုံဟုံးကြောင့်ကျွန်တော်အပြင်ဟောင်းလေးနဲ့ဆောင်းတာဆိုတော့ဒီမှာမဆောင်းတော့ဘူးအဲ့ဒါပါတယ်ဗျပြီးရင်ဒီမှာစစ်တာဆေးတဲ့ဒီမှာ engine OE ဒီမှာ engine OE ဒီမှာပါတာဒီမှာ EE ဟဲ့မှာကျွန်တော်ဒါဆိုတော့လည်းကျွန်တော်ချိန်နေရတယ်အနီးနားမရှိတော့သူ scan ဖတ်ပေးတယ်ကျွန်တော် line ရတော့ကျွန်တော်လိုင်းတက်တာလိုင်းယူတာမဟုတ်မကြည့်ပါသူ9000တသိန်းကျော်ဟုတ်လား9500နဲ့ကျွန်တော် discount ချပေးရတယ်အဲနီးစက်ဆုံးနေရာလေးဒီမှာတောင်းလို့ရတယ်ဘယ်နှနိုင်နဲ့နိုင်မပါပြီးတော့တာအဲ့လိုရဲရလို့ရဗျဘယ်နည်းဘယ်ရဒီမှာအပေါ်မှာအဲ့လိုရှိတယ်ဗျပြီးရင်ဒီမှာတာယာဆိုလဲတာယာကျွန်တော်အဲ့လိုပဲတာယာဆိုင်ကိုရှာပေးရဗျဒီမှာကျွန်တော်ဂျွန်းကျက် booking နေလိုက်လာကျွန်တော်လည်းတော့ဆိုးရဗျတော့လာများအဲ့ဆိုရင်ဒီမှာဗျာပုံလေးပါတယ်ဗျာဒါပေမဲ့အဲ့တော့ပုံလေးပေါ်လာတယ်ဒီမှာ engine OE ထားအောင်အဲ့မှာရှီနေဝါဆဲချအဲ့မှာတော့ကားကိုတကားလုံးကိုကျွန်တော်လုံးဝဆေးကျင်ရရောင်းမစွန်တက်မလားအကုန်လုံးလုံးဝအတန့်ဆေးပေးတယ်အဲ့လိုမျိုးဟာကြည့်လို့ရတယ်အပြင်ကျွန်တော်တို့ဘာလဲဆိုအစုံပဲဗျာကားတိုက်တဲ့ဘာညာအဲ့ဒါတွေအစအကုန်လုံးလုပ်ပေးတယ်ဗျာဒီမှာကြည့်ပါ filter aircon filter တွေအောက်မှာဆိုရင်machine OE တွေရှိတယ် brake တွေရှိတယ်ကျွန်တော် aircon gas ကအစားသူတို့ထည့်ပြီးတော့ပါညာဒီမှာအကုန်လုံးကျွန်တော်ဝင်ပြီးတော့ဝင်လို့ရုံပဲအဲ့လိုမျိုးပြီးရင်ကျွန်တော်တို့ဒီမှာကိုကုန်ကြတလောက်ကိုကျွန်တော်တန်းပြီးတော့တည်တယ်ဗျာပြီးရင်အပိုလည်းမရှိအလိုလည်းမရှိကွက်တီပဲကျွန်တော်ပြရတာအဲ့လိုမျိုးအဲ့မှာ plug တွေဘာတွေလဲတာသူတို့ဆက်ပြီးတာအဲ့ဒါရှိတယ်ဗျာအဲ့တော့ကျွန်တော်တော့ဒီဟာလေးကိုညွှန်းပါတယ်အခုမှကားစီးရဲ့လူတွေတော့ဆိုရင်တော့ဒါပေမဲ့အခုကျွန်တော်တို့လည်းကြာပြီဆိုရင်လည်းစီးရကြာမှလည်းဒီဟာလေးပဲကျွန်တော်တို့သုံးတယ်ဗျာအဲ့လိုမျိုးအားကြောင့်မလို့ကျွန်တော်ဒါလေးကို recommend ပေးပါတယ်အားလုံးစီးပြီမယ်လို့ထင်ပါတယ်သုံးကြည့်ပါ Michael လို့ခေါ်ပါတယ်ဟုတ်ပါဒီမှာကြည့်ပါ
စုံပါတယ် gas တွေ aircon တွေ aircon filter တွေ engine oil ဒါဆို aircon filter ကျွန်တော် line မကောင်းတော့ပါဗျာပါ